နေရောခဏလေးနေရောဒီမှာလေတခဲပဲမှာပဲနော်တခဲဆိုရင်ဘယ်လောက်ကြာသုံးရလဲတဲ့တလားလောက်တော့သုံးရတယ်အခဲအားကြီးတယ်လိမ့်စာအော်ရကြပြပါဟုတ်ပြီတဲ့မြင်းကြီးညာမျိုးတစ်ကွက်တစ်ဆိုပြီးတော့သူကလိမ့်စာဖုန်းနံပါတ်တွေပေးထားတယ်ဒါပေမဲ့သူ့ရဲ့အကောင့်နာမည်ကအခုဘောက်ချဖွင့်မယ်ဆိုပြီးကြည့်လိုက်တော့အဲ့လိုမျိုးဖြစ်နေရကွယ်အဲ့တော့ညီမလေးရမောင်လေးသားပေါ့နော်အဲ့ဒီဟူကြီးဆိုတဲ့ညီမလေးဒီနာမည်ကို delivery သမားကဘလို့ပေါ့နော်ဘလို့အမရေဟူကြီးကောင်းပါလားဟိုအပြန်ကြီးဟူကြီးကောင်းပါလားဆိုပြီးတော့နော်အမရေဆိုပြီးတော့အဲ့လိုမျိုးမေးရမှာလားညီမလေးအမကိုလိမ့်စာစပြဝေးရကျေးဇူးတင်ပါတယ်လိမ့်စာပေးရတယ်ကျေးဇူးတင်ပါတယ်ဒါပေမဲ့မြင်းကြီးနားမျိုးကဟူကြီးရေအမကိုလိမ့်စာဖုန်းနံပါတ်လေးပေးပြီးွားရဲ့နာမည်လေးပါပေးခဲ့ပါဒီနာမည်နဲ့ Ryan အပ်ရင် Ryan မောင်လေးကညဘက်အိပ်ပျော်မှာမဟုတ်တော့ဘူး